ယထာခီးစဉ်တွေပြေးဆွဲတဲ့အခါတန်လန်းရှိတဲ့ဆိုယုံနဲ့လက်ရှိစပိန်မီးရထား DEMU တို့ဂျပန်မီးရထားတို့ကိုလက်လွတ်စပယ်ပြေးဆွဲလို့မရပဲပြေးဆွဲနေရင်အချိန်ကြာတာနဲ့အမျှယထာတက်တန်းတူတောင်းနိုင်ပါတယ်။ DEMU ယထာတွဲတွေဟာမြန်နှုံးမြင့်မောင်းနှင်လို့ရအောင်တိဆောက်ထားတာဖြစ်တယ်လို့ယထာကြန့်ခိုင်ဖို့နဲ့မောင်းနှင်ရမှာတက်တောင့်တက်တာရှိစေဖို့ကယထာလန်းအရေးအသွေးကအရေးပါပြီးအဆင့်မြင့်တင်ရမှာပါဆိုတော့အယတာအစိုးရခေတ်မှာစပိန်မီးရထားတွေကိုဝယ်ယူမှုနဲ့သူရန်ကုန်မန္တလေးရထားလမ်းကိုအဆင့်မြင့်တင်ရမှာဂျပန်ဂျိုက်ကာအကူအညီကိုယူခဲ့ရပြီးစနစ်တကျမြင့်ခဲ့ရပါတယ်။ဒါပေမဲ့အာဏာသိမ်းမှုကြောင့်ဂျပန်ဂျိုက်ကာဟာတောင်ငူအထိပဲအဆင့်မြင့်တင်ပေးခဲ့ပြီးနောက်ပိုင်းကိစ္စတွေမှာမပါဝင်တော့တာကြောင့်ရထားလမ်းအဆင့်မြင့်တင်မှုဟာပြီးခဲ့တဲ့9နှစ်စလုံးမှာမရှိခဲ့ပဲထိမ့်သိမ်းတာပဲရှိတာပါ။အန်ဩစရာကောင်းတာကစစ်ခေါင်းဆောင်ဟာယထာလန်းတွေရဲ့အရေးပါမှုကိုခီးမဆိုင်ပဲအပေါ်ယံလက်ခုပ်တန်ရရေးအတွက် DEMU စပိန်မီးရထားတွေကိုရန်ကုန်မန္တလေးပြေးဆွဲစေခဲ့တာတွေ့ရှိရပါတယ်။ဒါအပြင်ယထာလန်းအဆင့်မြင့်တင်တာမရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်းကျောင်းမှာလည်းစပိန်မီးရထားတွေပြေးဆွဲစေခဲ့ပြီးဩဂုတ်လ1ရက်နေ့မှာပြည်မြို့ကိုလည်းပြေးဆွဲစေမယ်လို့သိရှိရပါတယ်။ယထာလန်စနစ်တွေကိုစနစ်တကျအဆင့်မြင့်တင်တာမရှိရင်ခေတ်မီစပိန်မီးရထားတွေဟာအချိန်မတန်ခင်ပျက်စီးယိုယွန်းတာများလာနိုင်တယ်လို့ပုံမှန်100ကီလိုမီတာပြေးနိုင်ပေမဲ့လက်ရှိမှာ60ဝန်းကျင်ပဲရှိပါတယ်။စပိန်မီးရထားမောင်းနေတဲ့စက်မောင်းတွေကအတိဆုံးဖြစ်မှာဖြစ်တယ်လို့ရန်ကုန်တောင်ငူလမ်းပိုင်းနဲ့တောင်ငူမန္တလေးလမ်းပိုင်းတောင်မောင်းရတာမတူသလိုစီးရတာလည်းမတူတာတတိထားမိကြမှာပါ။ယထာလန်းတွေကိုအဆင့်မြင့်တင်တာဟာယထာတွေမောင်းနှင်မှုတာမကယထာတက်တန်းပြင်ဆင်စရိတ်စတဲ့အချက်တွေကိုအများကြီးအထောက်အကူပြုပြီးစနစ်ပိုကောင်းစေတာကိုဂျိုက်ကာနဲ့လုပ်ပူးသူတွေသိရှိကြမှာပါလက်ရှိစစ်အုပ်စုကယထာလန်းတွေအဆင့်မြင့်တင်တယ်ဆိုပေမဲ့ဂျိုက်ကာနဲ့လုပ်တဲ့အဆင့်မြင့်တင်မှုပုံစံမဟုတ်ပဲအဆင့်ပြေသလိုမြေဖို့ကြောက်ဖို့ပြီးစလီဖာတုံးလဲတာမျိုးလောက်ပဲဆိုတာလုပ်နေသူတွေသိပါတယ်အယတာအစိုးရခေတ်မှာတရုတ်ကတောင်ရန်ကုန်မန္တလေးအမြင်ယထာပြေးဖို့အတွက်ဆွေးနွေးရမှာလက်ရှိယထာလန်းတွေညံ့ဖျင်းတာမို့ယထာလန်းတစ်တခုဖောက်ဖို့အထိတောင်ပြောဆိုခဲ့ဖူးတာပါစစ်ခေါင်းဆောင်ဟာလက်ခုပ်တန်ရဖို့အတွက်ယထာလန်းအဆင့်မမြင့်တင်ရသေးပဲယထာပြေးဆွဲဖို့စီခိုင်းတာဖြစ်ပြီးစီးနှင်းသူတွေအကြိုက်ဖြစ်ပေမဲ့ပညာရှင်တွေအမြင်ကတော့ယထာကောလမ်းကိုပါဖျက်ဆီးနေတာပါအချိန်မတန်ခင်ယထာတွေပျက်စီးယိုယွန်းလာရင်ကုန်ကြစရိတ်ကပိုများမှာမို့ပြည်သူတွေပဲခံကြရမှာပါ